တရားရုံးကိုအင်္ဂလိပ်လိုတရားရုံးကိုအင်္ဂလိပ်လိုဒီလိုလေးခေါ်ပါတယ် COURT court ဆိုတာတရားရုံး tennis ခွင်းနေပါတယ်ဆိုလဲကျွန်တော်တို့က court လို့ပဲပေါင်းတယ်ဟုတ်ပြီနော်နောက်တစ်ခုကတော့ဥပဒေဆိုရင်တော့ LAW law လို့ခေါ်ပါတယ် law ဥပဒေသို့မဟုတ်နိယာမဆိုလဲ LAW law နဲ့ပေါင်းတာပဲထားတော့ the law of nature okay ဒါဆိုသဘောဝါကြီးရဲ့နိယာမဒီလိုမျိုးဆိုလဲကျွန်တော်တို့က law ပဲဟုတ်ပြီနော်နောက်တစ်ခုကတော့တရားသူကြီးကိုဘယ်လိုခေါ်လဲ JUDG judge လို့ခေါ်ပါတယ် judge လို့မထွက်ဘူးเนาะ judge okay judge ဆိုတာကျွန်တော်တို့ကတရားသူကြီးပြီးရင်ကျွန်တော်တို့အကဲဖြတ်တဲ့ဒိုင်နေပါတယ်ဆိုတော့ကျွန်တော်တို့ judge လို့ပဲခေါ်တယ်ဟုတ်ပြီเนาะနောက်တစ်ခုကတော့ရှင်းနေကတော့တော်တော်များများသိပါတယ် LAWY က lawyer ဆိုတာရှင်းနေဖြစ်ပါတယ်နောက်တစ်ခုကတော့သက်သေဟုတ်ပြီเนาะသက်သေခံတဲ့လူကိုပြောတာအဲ့ဒါကိုဘယ်လိုခေါ်လဲ WITNESS witness လို့ခေါ်တယ် witness ဒါသက်သေပေါ့မျက်မြင်သက်သေဆိုရင် eye witness ဒီလိုခေါ်တယ်သူက noun လေးရတယ် verb လေးရတယ် okay verb ဆိုရင်တော့ကျွန်တော်တို့ကဒီတခုခုအခင်းဖြစ်တဲ့နေရာမှာမြင်တွေ့သည် okay လက်တွေ့မြင်တယ်အဲ့ဒါကိုကျွန်တော်တို့က witness လို့သုံးတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့က verb အနေနဲ့သုံးတာပေါ့မြင်သည်နဲ့အတူတူပါပဲဟုတ်ပြီနော်noun အနေနဲ့သုံးမယ်ဆိုရင်တော့သက်သေဒီလိုသုံးပါတယ်နောက်တစ်ခုကတော့သက်သေထောက်ထားဆိုရင်တော့ EVIDENC evidence okay evidence ဆိုတာသက်သေထောက်ထားကိုခေါ်တာပါ EVIDENC evidence ဟုတ်ပြီနော်နောက်တစ်ခုကတော့တရားစွဲဆိုမှုကိုတော့ကျွန်တော်တို့က LAWSUIT lawsuit လို့ခေါ်တယ် suit လို့ပေါင်းလို့လည်းရတယ်ဟုတ်ပြီနော် law မပါဘဲနဲ့ suit ဆိုလည်းရတယ်တရားစွဲဆိုမှုသူနဲ့တွဲသုံးတဲ့အသုံးလေးပါတစ်ခါတည်းမှတ်လိုက်ပါရှေ့က FILE file lawsuit against ကိုထည့်ခြင်းတဲ့လူဘယ်သူပေါ့နော်အဲ့ဒီလိုမျိုးတွဲသုံးတယ် file a lawsuit against ဘယ်သူဆိုပြီးကျွန်တော်တို့ကတွဲသုံးလေးရှိပါတယ်ဟုတ်ပြီနော်နောက်တစ်ခုတော့ရာဇဝတ်မှုကိုတော့ကျွန်တော်တို့က CRIME crime လို့ခေါ်တယ် crime ဆိုတာရာဇဝတ်မှု okay ရာဇဝတ်မှုကျူးလွန်နေဆိုရှေ့ကတွဲသုံးတဲ့ verb လေးမှတ်လိုက်ပါ COMMIT commit ဒါလေးနဲ့တွဲသုံးတယ် commit a crime ရာဇဝတ်မှုကျူးလွန်တယ်ဒီလိုမျိုးပေါ့နော်ထားပါတော့ရာဇဝတ်ပေးပြေးမလို့ဆိုရင်ဒီသုံးလေးလဲကျွန်တော်တို့ရှိပါသေးတယ်အဲ့ဒါဆိုဘယ်လိုသုံးလဲ crime doesn't pay ဆိုကျွန်တော်တို့ကရာဇဝတ်ပေးပြေးမလို့ပါဘူးကွာဒီလိုမျိုးသုံးတယ်ဟုတ်ပြီနော် crime doesn't pay okay နောက်တစ်ခုကတော့ရာဇဝတ်သားကိုတော့ကျွန်တော်တို့က CRIMINAL criminal လို့ခေါ်တယ် criminal ဒါရာဇဝတ်သားokay နောက်တစ်ခုကတော့အယူခံဝင်တာဆိုရင်တော့ APPEL appeal ဆိုတော့ကျွန်တော်တို့ကအယူခံဝင်တာပေါ့အဲ့တော့ဒီစကားလုံးလေးတွေအားလုံးရမယ်ထင်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်